ကျော်စော်ဝင်းကပွဲလက်ခံရရှိပြီးကြောင်းကိုအားလုံးသိပြီးသားဖြစ်မှာပါ။သူ့ရဲ့ပွဲကနောက်လရဲ့29ရက်နေ့မှာလာမယ်လို့ကြားသိရပါတယ်။ဒါပေမဲ့ပြိုင်ဘက်ကတော့ဘယ်သူဖြစ်မလဲဆိုတာကိုသေချာမသိရသေးပါဘူး။ brother တို့အနေနဲ့ဘယ်သူဖြစ်လောက်မလဲထင်တာကိုကျွန်တော်တို့အနေနဲ့ဆွေးနွေးကြည့်အောင်ပါ။မင်္ဂလာပါ။ Five Spark ကနေကြိုဆိုပါရစေ။ပထမဦးဆုံးကျွန်တော်အနေနဲ့ကျွန်တော်ထင်တဲ့တစ်ချက်ကိုပြောချင်တာဖြစ်ပါတယ်။ကျွန်တော်ကတော့ဘယ်သူနဲ့တွေ့စေချင်လဲဆိုလို့ရှိရင်ကျွန်တော်တို့ရင်းရင်နောက်ကိုနိုင်သွားတဲ့ဂျိုဟန်ကာဇာလီနဲ့တွေ့စေချင်တယ်ဖြစ်ပါတယ်။ဒါပေမဲ့လက်ရှိအချိန်မှာဆိုလို့ရှိရင်ဂျိုဟန်ကာဇာလီက flyweight ထဲမှာထိုးနေတာဖြစ်ပြီးတော့ကျော်စော်ဝင်းနေနဲ့ကတော့ပြီးခဲ့တဲ့ပွဲမှာဆိုလို့ရှိရင်ဘတ်တန်ဝိတ်ထဲမှာထိုးခဲ့တာဖြစ်ပါတယ်။သူတို့ရဲ့ weight ချိန်တွေမှာဆိုလို့ရှိရင်ဘတ်တန်ဝိတ်ထဲမှာထိုးနေတဲ့ကျော်စော်ဝင်းကအနှဲငယ်လေးပူသားတဲ့အောင်ရှိတယ်ဆိုပေမဲ့ကျော်စော်ဝင်းအနေနဲ့ကလည်း weight ချပြီးတော့ထိုးလို့အဆင်ပြေတဲ့အနေအထားရှိတာဖြစ်ပါတယ်။ဂျိုဟန်ကာဇာလီနဲ့ဘာကြောင့်တွေးစေချင်လဲဆိုလို့ရှိရင်သူကကျွန်တော်တို့မြန်မာကစားသမားတယောက်ဖြစ်တယ်ရင်းရင်အောင်ကိုအနိုင်ယူထားတဲ့ကစားသမားဖြစ်ပါတယ်။ဒါကြောင့်မို့တွေးစေချင်တယ်ပါတယ်။ကျော်စော်ဝင်းတို့ရဲ့ Federal ချင်ပိုင်ရှင်ကိုယ်တိုင်ကိုကြကိုကထိုင်းကစားသမားတွေနဲ့ကျော်စော်ဝင်းကိုအခုချိန်မှာပေးသွေးလောက်အောင်မယ်လို့တော့မထင်ဘူး။ One Championship ရဲ့အဖွဲ့အစည်းပေါ်မှာဆိုလို့ရှိရင်လည်း Federal ချင်စိုးမှုကအနည်းနဲ့များရှိနေတာကြောင့်မလို့သူတို့ရဲ့ချင်ကကျော်စော်ဝင်းကိုထိုင်းနိုင်ငံကစားသမားတွေနဲ့ပေးသွေးလောက်အောင်မယ်လို့တော့မထင်မိပါဘူး။ကျော်စော်ဝင်းပေါ်မှာအားပေးတဲ့ထိုင်းနိုင်ငံသားပြည်သက်တွေရှိနေသေးတာကြောင့်မလို့ကျော်စော်ဝင်းကိုထိုင်းကစားသမားတွေနဲ့လောလောဆယ်မှာပေးမသွေးလောက်သေးဘူးလို့ထင်တဲ့အတွက်ကြောင့်မလို့ကျွန်တော်အနေနဲ့ဂျိုဟန်ကာဇာလီနဲ့သွေးလောက်မဆိုပြီးတော့ခံမှန်းရခြင်းဖြစ်ပါတယ်။နောက်ထပ်လူပြောများနေတဲ့ကစားသမားတယောက်ကဆိုလို့ရှိရင်တန်းစစ်ကိုအနိုင်ယူပြခဲ့တဲ့ကစားသမားတွေပဲဖြစ်ပါတယ်။စူရီယန်လက်နဲ့ကင်ဆန်လက်တို့ပဲဖြစ်ပါတယ်။ဒီကစားသမား2ယောက်နဲ့တွေ့စီခြင်းနဲ့ပြည်သက်တွေကလည်းတော်တော်လေးကိုမြင်မြတ်ဆဆရှိလို့နေတာဖြစ်ပါတယ်။ကျော်စော်ဝင်းအနေနဲ့ဒီကစားသမား2ယောက်နဲ့ရှင်းပြမယ်ဆိုလို့ရှိရင်သူရင်ကိုတင်ထိုးနိုင်လောက်တဲ့အနေအထားရှိပါတယ်။ကျွန်တော်တို့မြန်မာပြည်သက်တွေအနေနဲ့ကဒီကစားသမား2ယောက်နဲ့ ပေးတွေ့စီခြင်းနဲ့အကြောင်းပြချက်ကောင်းတွေရှိလို့နေတာဖြစ်ပါတယ်။ဒီကစားသမား2ယောက်နဲ့ဆိုလို့ရှိရင်ကျော်စော်ဝင်းအနေနဲ့ကလုံးတူထိုက်တူလောက်ရှိပါတယ်။ပါဝါပိုင်းမှာဆိုလို့ရှိရင်လည်းကျော်စော်ဝင်းကတာနိုင်တယ်ပြီးတော့မြန်မာလူမျိုးတွေကဆိုလို့ရှိရင်သူတို့မြန်မာကစားသမားတွေကိုအနိုင်ယူပြထားတာကြောင့်မလို့ဒီခြေပဖို့အတွက်ကျော်စော်ဝင်းကိုအားကိုးနေရလေးပဲဖြစ်ပါတယ်ကျော်စော်ဝင်းရဲ့ပုံစံထိုးပုံထိုးပေါင်းနဲ့ဆိုလို့ရှိရင်ဒီကစားသမားတွေကိုအနိုင်ယူနိုင်မယ်ဆိုပြီးတော့လေတစ်ထိချိုက်ချုံကြည့်နေတာကြောင့်ဖြစ်ပါတယ်အခုနောက်ပိုင်း One Championship ပွဲစဉ်တွေမှာဆိုလို့ရှိရင်စူရီယန်လက်ကတော်တော်လေးကိုလက်ဆွာလာတဲ့ကစားသမားဖြစ်ပါတယ်တော်တော်လေးကိုနိုင်ပွဲတွေရလာခဲ့တဲ့ကစားသမားဖြစ်ပါတယ်သူရှုံးလို့ရှိရင်လည်းအမှတ်နဲ့ရှုံးတာများပါတယ်အလဲထိုးလုံးဝမခံသေးတဲ့ကစားသမားဖြစ်ပါတယ်တနည်းအားဖြင့်ပြောမှဆိုလို့ရှိရင်မာကုန်းတော်တော်လေးကိုကောင်းပါတယ်တန်းစင်နဲ့ထိုးတက်ခဲ့တဲ့ပွဲပြီးနောက်မှာဆိုလို့ရှိရင်စူရီယန်လက်ကတော်တော်လေးကိုကောင်းတဲ့ပုံစံတွေနဲ့ပြန်လာခဲ့တာဖြစ်ပါတယ်တန်းစင်လုံးကလည်းမာကုန်းရော်နေမှုကြောင့်တန်းစင်ကရှုံးနေခဲ့ရတယ်ဆိုပေမဲ့ထိုးပုံမှာတန်းစင်ကလုံးဝကိုအသာကြီးဖြစ်ပါတယ်စူရီယန်လက်ကဆိုလို့ရှိရင်နိုင်ပွဲတွေကိုတောက်လျှောက်ယူနေခဲ့တဲ့ကစားသမားဖြစ်ပါတယ်။သူရှုံးနေခဲ့တာဂင်ဆန်လက်ကိုလည်းသူကအမှတ်နဲ့ရှုံးနေခဲ့ပါသေးတယ်။ဒီပွဲစဉ်တွေမှာဆိုလို့ရှိရင်လည်းစူရီယန်လက်ရဲ့ performance တွေကတော်တော်လေးကိုကောင်းတဲ့အနေအထားမျိုးမှာရှိပါတယ်။ကျော်စော်ဝင်းရဲ့ power ကဆိုလို့ရှိရင်စူရီယန်လက်ကိုဖြိုနိုင်လောက်မယ်ဆိုပြီးတော့မြန်မာပြည်သက်တွေကအများကြီးမျှော်လင့်နေတာဖြစ်ပါတယ်။ဒါကြောင့်မို့လို့ကျော်စော်ဝင်းနဲ့စူရီယန်လက်ရဲ့ပွဲစဉ်ကိုလည်းတော်တော်များများကစောင့်မျှော်နေကြတာဖြစ်ပါတယ်။နောက်ပြီးတော့ဂင်ဆန်လက်နဲ့တွေ့စေချင်တာကလည်းအကြောင်းပြချက်ရှိပါတယ်။ဂင်ဆန်လက်ကလည်းမြန်မာကစားသမားကိုအနိုင်ယူပြထားတဲ့ကစားသမားဖြစ်ပါတယ်။ဂင်ဆန်လက်နဲ့စူရီယန်လက်တို့ရဲ့တွေ့ခဲ့တဲ့ပွဲမှာဆိုလို့ရှိရင်ဂင်ဆန်လက်ကအနိုင်ရရှိခဲ့တာဖြစ်ပါတယ်။ဒါပေမဲ့ကျွန်တော်အနေနဲ့ဘယ်သူကိုပိုကြိုက်လဲဆိုလို့ရှိရင်စူရီယန်လက်ကိုပိုကြိုက်ပါတယ်။တကယ်လို့ဒါဂင်ဆန်လက်နဲ့ကျော်စော်ဝင်းနဲ့တွေ့ခဲ့မှဆိုလို့ရှိရင်ကျော်စော်ဝင်းကနိုင်ဖို့ရခိုင်တော့များပါတယ်။ဂင်ဆန်လက်ကလုံးဝကြီးကိုမာကုံနည်းနည်းလျော်နေတဲ့ကစားသမားဖြစ်ပါတယ်။စူရီယန်လက်လို့တော့မာကုံအများကြီးရှိတဲ့ကစားသမားပဲဖြစ်ပါတယ်။ကျော်စော်ဝင်းကမာကုံနဲ့ကောင်းတယ်နောက်ဆုံးပွဲမှာဆိုလို့ရှိရင်ကျော်စော်ဝင်းရဲ့ power ကဘယ်လောက်ထိကောင်းလဲဆိုတာကိုကျွန်တော်တို့မြန်မာထင်မြင်တွေ့ခဲ့ရတာဖြစ်ပါတယ်။ဒါကြောင့်မို့ဂင်ဆန်လက်နဲ့တွေ့ခဲ့မှဆိုလို့ရှိရင်ကျော်စော်ဝင်းအနေနဲ့ကနိုင်ဖို့ရာခိုင်နှုန်းတော်တော်လေးကိုများပါတယ်။လက်တလောအချိန်မှာဆိုလို့ရှိရင်ကျော်စော်ဝင်းရဲ့အားပေးတဲ့ပြည်သက်တွေကတော်တော်လေးများပါတယ်။ကျွန်တော်တို့မြန်မာပြည်သက်တွေအတွက်ချန်ပီယံအဆင့်နောက်ထိကိုသတ်မှတ်နေကြတဲ့ကစားသမားပဲဖြစ်ပါတယ်။ဒါကြောင့်မို့ကျော်စော်ဝင်းအနေနဲ့အစာပိုင်းကောင်းဖို့အတွက်ကိုဒီကစားသမားတွေနဲ့တွေ့ဖို့ရာခိုင်နှုန်းတော်တော်လေးကိုများနေပါတယ်။ One Championship ဘက်ကနေဆိုလို့ရှိရင်ကျော်စော်ဝင်းက Feather ချင်ကစားသမားတူဦးဖြစ်နေတာကြောင့်မလို့လောလောဆယ်အခြေအနေမှာတော့ကျွန်တော်တူဦးတယောက်တည်းရဲ့အမြင်အရဆိုလို့ရှိရင်တိုင်းကစားသမားတွေနဲ့ပေးမသွေးလောက်သေးဘူးလို့ကျွန်တော်အနေနဲ့ထင်မြင်မိပါတယ်ကျွန်တော်ထင်သားသလိုဂျိုဟန်ကာဇာလီနဲ့တွေ့မယ်ဆိုလို့ရှိရင်လည်းစဉ်းစားစရာတစ်ခုတော့ရှိနေပါသေးတယ်ဂျိုဟန်ကာဇာလီကဆိုလို့ရှိရင် One Championship မှာစာချုပ်တန်းမှာရှင်ပြိုင်ခဲ့မှုတဲ့ fighter ဖြစ်ပြီးတော့ပွဲအတွေ့အကြုံတော်တော်လေးကိုလည်းများပါတယ်
ပညာပိုင်းလည်းကောင်းတယ်သူ့ရဲ့ထိုးမှုထိုးဘောကဆိုလို့ရှိရင်ကျော်စော်ဝင်းထက်ကိုပို့ပြီးတော့တာနိုင်ပါတယ်ဒီချင်းနေမျိုးကဆိုလို့ရှိရင်ကျော်စော်ဝင်းကသူ့ကိုအလဲထိုးနိုင်မလားသူ့ရဲ့ဂက်လုံအောင်ကာကွယ်မှုတွေသူ့ရဲ့ကောင်းတဲ့ defensive တွေကတော်တော်လေးကိုကောင်းတာကြောင့်မလို့ဖဲသက်ချင်ရဲ့ပိုင်ရှင်ကိုယ်တိုင်ကိုကြားကရောဒီကစားသမားနဲ့တွေးဖို့အတွက်ကိုခွင့်ပြုပါမလားဆိုတဲ့ပုံမှာလည်းအများကြီးမူတည်ပါသေးတယ်ဘလို့ပဲဖြစ်ဖြစ်နောက်လာတဲ့မှာကျော်စော်ဝင်းရဲ့ဘွယ်ကရှိလို့နေတာဖြစ်ပါတယ်ကျွန်တော်တို့ကတိတ်မကြသေးခင်အချိန်ကာလမှာကျော်စော်ဝင်းရဲ့ဘွယ်ကိုကြည့်ရတော့မှာဖြစ်ပါတယ်နောက်မကြခင်မှာလဲကျော်စော်ဝင်းရဲ့ပြိုင်ဘက်ကဘယ်သူလဲဆိုတာကိုသိရတော့မှာဖြစ်နေပဲဆိုပေမဲ့ကျွန်တော်အနေနဲ့ကတော့ဘယ်သူဖြစ်မလဲဆိုတာကိုခံမှန်းရတာကြိုက်တာကြောင့်မလို့ကျော်စော်ဝင်းကဘယ်သူနဲ့တွေ့မလဲဆိုတာကိုတကယ်လေးကိုစိတ်လို့ရှာနေမိပါတယ် brother တို့အနေနဲ့ကတော့ဘယ်ကစားသမားနဲ့တွေ့လောက်မှထင်လဲဆိုတာကို comment မှာရေးသားခဲ့ဖို့အကြံပြုချင်ပါတယ်ကျွန်တော်ရဲ့ channel လေးကိုလည်း like share subscribe လေးနေပြီးတော့အားပေးခဲ့လို့ရပါတယ်ကျေးဇူးအများကြီးတင်ပါတယ်